ဒီဗီဒီယိုကဘယ်လိုလူတွေအတွက်လဲဆိုတော့အထီးကျန်နေတဲ့လူတွေအတွက်ပါအထူးသဖြင့်မြန်မာနိုင်ငံပြင်ပမှာပဲဖြစ်ဖြစ်မြန်မာနိုင်ငံထဲမှာပဲဖြစ်ဖြစ်ကိုယ့်နေရာကနေဆွန့်ခွာပြီးတော့နေရာအသစ်တစ်ခုမှာတယောက်တည်းအထီးကျန်နေတဲ့လူတွေကိုရည်ရွယ်ပါတယ်တကယ်လို့ခင်ဗျားကလည်းအထီးကျန်နေရဆိုရင်ဒီဗီဒီယိုကိုဆုံးထိကြည့်ဖို့တိုက်တွန်းပါတယ်ကျွန်တော်ဘဝမှာအခါအထီးကျန်ခဲ့ဥပါတယ်နောက်ဆုံးအထီးကျန်ခဲ့တာကတော့လွန်ခဲ့တဲ့2နှစ်ကျော်3နှစ်ဘန်ကောက်မှာနေနေတဲ့အချိန်တော့ပေါ့ပြီးခဲ့တဲ့နှစ်တည်းမှာမြန်မာနိုင်ငံကနေပြည်ပထွက်လာတဲ့လူတွေမှာကျွန်တော်လည်းတယောက်ပါဝင်ပေါ့မြန်မာပြည်ကနေထွက်လာတော့ကျွန်တော်ကအလုပ်ပါလာခဲ့အလုပ်ဆိုတာ remote job ပေါ့ internet connection ရှိရင်ဘယ်နေရာမှာဖြစ်ဖြစ်လုပ်လို့ရတဲ့အလုပ်မျိုးအဲ့တော့ဘန်ကောက်ကိုရောက်တဲ့အချိန်မှာလည်းကျွန်တော်အဲ့ဒီအလုပ်ကိုဆက်လုပ်နေတယ်ဒီတော့ဘန်ကောက်မှာအထီးကျန်တယ်ဆိုတာကျွန်တော်အတွက်မသိတာခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့အလုပ်ချိန်အောင်ပုံမှန်အလုပ်လုပ်နေရမှာပေါ့ဘယ်ချိန်မှာသိတာလာလဲဆိုတော့ကျွန်တော်အလုပ်ထွက်လိုက်တဲ့ချိန်မှာစပြီးသိတာလာတယ်ဘာဖြစ်လို့အလုပ်ထွက်လိုက်တာလဲဆိုတာတော့နောက် topic တစ်ခုပေါ့နော်လူရင်းပြောရရင်တော့ကျွန်တော်တခြားဘာတွေလုပ်ချင်သေးလဲလုပ်နိုင်သေးလဲဆိုတာကိုစူးစမ်းချင်တာတပိုင်းရယ် tourist visa ဝယ်တက်တန်းတိုးပြီးနေမဲ့အစားတခြားဘယ်လမ်းကြောင်းပေါ့ရောက်အောင်မလဲဆိုတာကိုကျွန်တော်စူးစမ်းချင်တာရတပိုင်းပေါ့ဒီလိုနဲ့ကျွန်တော်အလုပ်ထွက်လိုက်တယ်အဲ့အလုပ်ထွက်လိုက်တဲ့ချိန်ကစပြီးတော့ကျွန်တော်အထီးကျန်နေတာကိုပိုပြီးတတိထားမိလာတယ်ဘာလို့လဲဆိုတော့ကျွန်တော်မှတနေ့တာပြောဆိုဆက်ဆံနေရတယ်လို့ဘာမှမရှိတော့ဘူးအိမ်နဲ့ဖုန်းပြောတာဗီဒီယိုကောပြောတာတော့တပိုင်းပေါ့နော်ဒါပေမဲ့အဲ့ဒါအပြင်ကျွန်တော်မှတခြားမရှိတော့ဘူးရန်ကုန်မှာဆိုရင်ကျွန်တော်ကမိသားစုနဲ့နေရဗျာဘန်ကောက်မှာရောက်တော့ဒါတယောက်တည်းအခန်းငှားနေရပေါ့ဘန်ကောက်မှာလည်းတငယ်ချင်းတွေမိတ်ဆွေမရှိဘူးလားအမျိုးတွေမရှိဘူးလားဆိုရင်ရှိပါတယ်ကျွန်တော် one way cousin တွေရှိတယ်ပြီးတော့အတီးကျွမ်းမိတ်ဆွေရှိရပေါ့သူတို့နဲ့လည်းတခါလေတော့တွေ့ပြပါတယ်ဒါမဲ့အဲ့ချိန်မှာတယောက်တည်းနေရတဲ့ feeling ကတော်ဆိုးရဗျပြီးတော့ကျွန်တော်မှအဲ့ချိန်တော့သမီးသားရလို့လည်းမရှိဘူးပေါ့ကျွန်တော် single ပေါ့အဲ့ဒီတော့အဲ့ချိန်မှာအထီးကျန်တယ်ဆိုတော့ကျွန်တော်စပြီးတော့တည်ရခံစားမိလာတယ်တကယ်လို့ကိုကအပြင်ထွက်လိုက်လို့ရှိရင်လမ်းပေါ်မှာရထားပေါ်မှာဘတ်စကားပေါ်မှာပတ်လေတွေ့ရလူတွေအကုန်လုံးကသူ့တငယ်ချင်းကိုစီအဖော်ကိုစီသမီးသားကိုစီနဲ့ရှိပြီးတော့ကျွန်တော်တယောက်တည်းအထီးကျန်နေသလိုမျိုးဆိုရခံစားချက်ကြီးဗျာအဲ့ချိန်မှာကျွန်တော်အနေနဲ့ဘာကိုငတ်မလာလဲဆိုတော့အထီးတွေကိုငတ်မလာတယ်အသားချင်းထိရတဲ့အထီးတွေကိုပေါ့လူတယောက်နဲ့တယောက်အသားချင်းထိရတဲ့အထီးတွေကိုပေါ့အထီးတွေဆိုလို့အဲ့ရဘွားကိစ္စမျိုးကျွန်တော်ပြောရမှာမဟုတ်ပါဘူးဒီလိုတငယ်ချင်းချင်းမိသားစုချင်းပခုံးပုတ်တာလက်ဆွဲနှုတ်ဆက်တာဖတ်ပွေတာမျိုးအစားပေါ့နော်အဲ့လိုမျိုးအထီးတွေတခုကိုကျွန်တော်အရန်လိုချင်လာတယ်ဒါမဲ့ကျွန်တော်မိနာမှာဘယ်သူမှမရှိဘူးပေါ့မိသားစုလည်းမရှိဘူးချစ်သူကြီးသားတွေလည်းမရှိဘူးပြီးတော့အဲ့ချိန်မှာပိုးဆိုတာတခုကအခုလူတွေအများကြီးကြုံနေတဲ့အတိုင်းလမ်းပြောက်တယ်ဆိုတာကြီးကကျွန်တော်အဲ့ချိန်မှာပို့ပြီးတော့တိတိကျကျကိုစိုးရွားနေခဲ့ပေါ့နော်passport ကလည်းတထန်ကုန်တော့မယ် visa ကရောED visa ကိုဘယ်လောက်ထပ်တိုးပြီးနေလို့ရအောင်ပါလဲစသဖြင့်ပေါ့နော်အဲ့ချိန်မှာဆိုကျွန်တော်ညဘက်တည်းရေချိုးနေရင်ပဲဖြစ်ဖြစ်ဓာတ်မူတီထိုင်နေရင်ပဲဖြစ်ဖြစ် podcast တစ်ခုကိုဖွင့်ထားရတယ် podcast ထဲမှာပါတဲ့အကြောင်းအရာတွေကအစိတ်ဝင်စားဖို့ကောင်းလို့ဖွင့်လာတာမဟုတ်အဓိကကိုယ်တယောက်ကစကားပြောနေသလိုလူစံကြားအောင်ဖွင့်ထားရတာပေါ့ကျွန်တော်တနေ့တာပြောဆိုဆက်ဆံတာကိုစဉ်းစားကြည့်လိုက်ရင်မုတ်ဝဲတဲ့ချိန်ဈေးဝဲတဲ့ချိန်မှာဆိုင်ရဝန်ထမ်းတွေ cashier တွေနဲ့ပြောရမျိုးရှိမယ်ဆိုင်ထိုင်စားတဲ့ချိန်မှာဝန်ထမ်းတွေစပွဲတို့တွေနဲ့ပြောရမျိုးရှိမယ်cycle carry စီးရဲ့ချိန်မှာ cycle carry driver နဲ့တခွန်းစားပြောရရှိမယ်ပြီးရင်အခန်းကို maintenance စားလုပ်တဲ့လူနဲ့တခွန်းပြောရမျိုးရှိမယ်ကျွန်တော်တနေ့တာစကားပြောစရာအဲ့ဒါပဲဗျာကျွန်တော်ကျန်တဲ့ဘယ်သူမှလည်းစကားလာမပြောကြဘူးပေါ့အဲ့တော့အဲ့ချိန်မှာကျွန်တော်အရန်အထီးကျန်နေရဆိုတာအခု
သတိထားမိခဲ့ပေါ့နော်တယောက်တည်းဖြစ်နေတဲ့အများတော့တဖြည်းဖြည်းလူကကြောင်နေလို့ယူကျင်လို့ဖြစ်လာတယ်အဲ့ဒါနဲ့ပဲခုနကပြောသလိုကျွန်တော် podcast ဖွင့်တာတွေပါလောရတာပေါ့ကျွန်တော်ကတိတ်ပြီးတော့ social မကောင်းတာလည်းအကြောင်းရင်းတစ်ခုဖြစ်ပါလိမ့်မယ်ဒီလိုမျိုးအိမ်ကနေထွက်လာတိုင်းတယောက်တည်းနေတိုင်းမြန်မာပြည်ပြင်ပကိုထွက်လာတိုင်းလူတိုင်းလည်းအထီးကျန်နေရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီတော့ကအထီးကျန်နေသလိုပဲအထီးကျန်နေတဲ့လူတွေအခုချိန်မှာအများကြီးရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လဲဆိုတော့အခုအချိန်မှာကျွန်တော်မြန်မာပြည်ကနေမထွက်လို့မရတဲ့အခြေအနေကြောင့်တခြားတနေရာမသွားလို့မဖြစ်တော့တဲ့အခြေအနေကြောင့်ထွက်လာတဲ့လူတွေအများကြီးရှိပါတယ်ဒါကိုလည်းအားလုံးသိပြီးသားပါဒေသအသီးသီးမှာရောက်နေကြတဲ့လူတွေအများကြီးရှိမယ်ထိုင်းမှာမြို့အသီးသီးပေါ့နော်ပြည်နယ်အသီးသီးမြို့အသီးသီးမလေးရှားဒူဘိုင်ကနေဒါဂျပန်စသဖြင့်နေရာပေါင်းစုံရောက်နေကြမယ့်သူတွေအများကြီးရှိမယ်တယောက်နဲ့တယောက်ရောက်နေတဲ့အခြေအနေချင်းရောက်လာတဲ့အခြေအနေချင်းလည်းတူမှာမဟုတ်ဘူးပေါ့တချို့ကလည်း tourist visa အနေနဲ့တချို့ကလည်းကျောင်းသား visa တချို့ကကျတော့လည်းစီးပွားရေး visa သို့မဟုတ်မိသားစု visa အစသဖြင့်ရှိတဲ့ဖြစ်နိုင်ရေးအမျိုးမျိုးနဲ့ရောက်နေကြတဲ့သူတွေအများကြီးရှိမှာပါဒါအားလုံးလည်းသိပါတယ်ဒီလူတွေမှာတူတာတခုကတော့သူတို့တော်များများမြန်မာပြည်ကိုရေလက်မှာပြန်ဖို့မဖြစ်နိုင်သေးဘူးဆိုတာပါပဲကိုမိသားစုတွေမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေယင်းဒီကျွမ်းဝင်နေတာလူမှုကွန်ရက်တွေကိုမြန်မာပြည်မှာထားခဲ့ရတဲ့သူတွေအများကြီးရှိပါလိမ့်မယ်အဲ့လိုမျိုးအိမ်ကနေထွက်လာတဲ့လူတွေမှာကိုက social ကောင်းလို့ပဲဖြစ်စေမိတ်ဆွေတငယ်ချင်းတွေမိသားစုတွေရှိရနေအောင်ရောက်နေလို့ပဲဖြစ်စေအထီးမကျန်တဲ့လူတွေလည်းရှိပါလိမ့်မယ်ဒါပေမဲ့တစ်ချိန်တည်းမှာလည်းကိုသိရလူဘယ်သူမှမရှိရနေအောင်ရောက်နေတဲ့ဘာကအခက်ခဲကိုကြုံတွေ့နေရတဲ့ညဘက်ဆိုရင်အခန်းကျင်းလေးထဲမှာတယောက်တည်းဖြစ်နေတဲ့လူတွေလည်းအများကြီးရှိမယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့စိုးတာတခုကဒါကိုယ်နိုင်ငံကိုလည်းပြန်လို့မရဘူးကိုရောက်နေတဲ့နိုင်ငံကလည်းကိုလိုချင်လို့မလိုချင်လို့ဖြစ်နေတာကိုကြုံနေရတဲ့လူမျိုးတွေပေါ့နော်နိုင်ငံသားတွေပတ်စံလာသုံးတာဈေးလာဝယ်တာတော့ကြိုက်တယ်ဒါပေမဲ့နိုင်ငံသားတွေအလုပ်လာလို့တော့မကြိုက်ဘူးဆိုတော့နိုင်ငံတွေပေါ့ဒါကတော့အခုခေတ်မှာနိုင်ငံတိုင်းလို့ပေါ့အမေရိကလို့နိုင်ငံမျိုးတွေအစကြုံနေရတဲ့ကိစ္စတစ်ခုပေါ့နော်အမေရိကလိုနိုင်ငံမျိုးတွေမှာရောက်နေတဲ့လူတွေပါကြုံနေရတဲ့ကိစ္စမျိုးတစ်ခုပေါ့အဲ့ဒီလူတွေကိုကျွန်တော်တခုပြောချင်ပါတယ်ပထမဆုံးအနေနဲ့ပြောချင်တာကတော့ခင်ဗျားတို့အထီးကျန်နေတာကိုဘယ်သူမှမသိတာမဟုတ်ပါဘူးခင်ဗျားတို့အထီးကျန်နေရဆိုတာကိုမြင်တဲ့သူတွေရှိရဆိုတာပါပဲမြင်တယ်ဆိုတာဒါတယောက်ချင်းစီကအထီးကျန်နေရဆိုတာကိုသိနေတာမျိုးမဟုတ်ပေါ့ဘယ်သူကအထီးကျန်နေတဲ့ဘယ်သူဘယ်ဝါအထီးကျန်နေရဆိုတာကိုသိနေရဆိုတဲ့အဓိပ္ပာယ်မဟုတ်ပေါ့ဒါဆိုဘာအဓိပ္ပာယ်လဲဆိုတော့ဒီလိုမျိုးအကြောင်းမျိုးကြောင့်အိမ်ကနေထွက်ခဲ့ရတဲ့သူတွေတယောက်မဟုတ်တယောက်ကတော့တနေရာမှာအထီးကျန်နေမှာပဲလို့လူတွေတွေးမိကြပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဘယ်သူတွေတွေးမိလဲဆိုတော့ကျွန်တော်တွေးမိတယ်ပြီးတော့ခမ ्या တို့လည်းထုံမပြောရင်တော့မပြောပြင်မယ်ဒါပေမဲ့ခမ ्या တို့အထီးကျန်နေတာကိုခမ ्या တို့တွေးမိတယ်ခမ ्या တို့လူတွေကဘာတော်မှအများကြီးရှိနေမယ်ဆိုတော့ခမ ्या တို့တွေးမိတယ်ပြီးတော့အခုအထီးမကျန်တော့ပြီမဲ့အရင်တော့အထီးကျန်ခဲ့တဲ့လူတွေသူတို့လည်းသူတို့တစ်ချိန်ကအထီးကျန်ခဲ့တဲ့ဘဝကိုပြန်သတိရတဲ့အချိန်မှာလဲဒါခမ ्या တို့လိုအထီးကျန်နေတဲ့သူတွေရှိရဲဆိုတာကိုသူတို့မြင်ကြပါတယ်အဲ့တော့ပထမဆုံးပြောချင်တာဒီအထီးကျန်နေတဲ့ဝေဒနာကိုနာကျင်မှုဘယ်သူမှမသိလိုက်တာသတိမပြုမိတာ witness မရှိတာမဟုတ်ပါဘူးခမ ्या တို့ရဲ့ဝေဒနာကိုတကဘာလုံးကလူတွေကသူနီးသူဟန်နဲ့မြင်နေကြတဲ့သူတွေစာနာနေကြတဲ့သူတွေရှိပါတယ်အထီးကျန်နေအထီးမကျန်အောင်ဘယ်လိုလုပ်အောင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာပေးစရာအကြံလို့များများစားစားမရှိပါဘူးအခုချိန်မှာကျွန်တော်အထီးမကျန်တော့ဒါမဲ့ကျွန်တော်အထီးမကျန်တော့တာလဲကျွန်တော်ကြိုးစားမှုကြောင့်ကျွန်တော်လှုပ်ယူလိုက်လို့မဟုတ်ဘဲနဲ့အကြောင်းတိုက်ဆိုင်လို့
အခြေအနေပေးလို့ကံကောင်းလို့အထီးမကျန်တော့တာဖြစ်ပါတယ်ဒီတော့ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့အခြေအနေမဟုတ်တဲ့အတွက်အထီးမကျန်အောင်ဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်ဘက်ကအကြံဉာဏ်မပေးနိုင်တာကိုလည်းနားလည်ကြမယ်လို့ထင်ပါတယ်နောက်ပြီးတော့အကြံဉာဏ်ဆိုတာမျိုးပေးခဲ့ရင်တော့တယောက်နဲ့တယောက်အခြေအနေတွေကမတူရဘူးပေါ့လူဆိုတာတော့ကိုယ့်အခြေအနေကိုယ်အသိဆုံးပေါ့ဒုတိယတစ်ခုပြောချင်တာကတော့အထီးကျန်နေတဲ့ဝေဒနာကိုနာကျင်မှုကိုဖြေရှင်းတဲ့နေရာမှာသူတစ်ပါးကိုဒုက္ခမပေးမိဘူးပါပဲကျွန်တော်ပြီးခဲ့တဲ့ရက်တွေတော့Facebook မှာ post တစ်ခုတွေ့လိုက်တယ်အထီးကျန်နေတဲ့လူတစ်ယောက်ကရေးထားတဲ့ post ပေါ့ဗျာအဲ့ post ထဲမှာတော့ သူအထီးကျန်နေတဲ့ဝေဒနာနဲ့ပတ်သက်ပြီးတော့ तू ကလူအဖွဲ့အစည်းကိုပတ်ဝန်းကျင်ကိုလောကကြီးကိုနာကြီးဒေါသထွက်နေတဲ့ပုံစံမျိုးနဲ့ तू ရေးထားတယ်ပေါ့နော်လူအဖွဲ့အစည်းဆိုတာလည်းနာကြီးဒေါသထွက်စရာတွေရှိပါတယ်ဒီတော့လူအဖွဲ့အစည်းကိုနာကြီးဒေါသထွက်ဖို့မလိုဘူးလို့လည်းကျွန်တော်မထင်ပါဘူးဒါပေမဲ့ကိုယ်ဝေဒနာကိုဖြေရှင်းတဲ့နေရာမှာငါ့ကိုမချစ်ရကောင်းလားငါအထီးကျန်နေတာကိုလစ်လီရှူထားကောင်းလားဆိုပြီးတော့မဆိုင်တဲ့လူတွေကိုသွားပြီးတော့ပြဿနာမရှာဖို့ဒုက္ခမပေးမိဘူးအရေးကြီးတယ်လို့ထင်ပါတယ်အထီးကျန်နေတဲ့လူများစုကလည်းဒီလိုမျိုးသူများကိုဒုက္ခပေးဖို့စဉ်းစားနေကြမယ်လို့ကျွန်တော်မထင်ပါဘူးဒါပေမဲ့လည်းကျွန်တော်ဖတ်လိုက်ရတဲ့ Facebook post ကိုရေးတဲ့သူလိုမျိုးတခြားလူတွေရှိကောင်းရှိနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဝေဒနာကိုအကြောင်းပြပြီးတော့သူတစ်ပါးကိုပတ်မြင်မိဖို့ငါ့ကိုမချစ်ရကောင်းလားငါ့ကိုသတိမပြုရကောင်းလားဆိုပြီးတော့ဒုက္ခမပေးမိဘူးအရေးကြီးပါတယ်ကမ္ဘာမှာကိုယ့်ထက်အဖြစ်ဆိုးဝင်မဲ့လောကကြီးကိုကိုယ့်ထက်ညီရင်တသာဆက်ဆံနိုင်တဲ့နူးညံ့သိမ်မွေ့တဲ့လူတွေအများကြီးရှိပါတယ်ဒီတော့သူတို့ကိုအားနာခြင်းအဖြစ်ကျွန်တော်ကကိုယ့်ပြုမှုကိုထိမ့်သိမ်းသင့်ပါတယ်ကိုယ့်ရဲ့ဝေဒနာကိုကိုယ့်ရဲ့နာကျင်မှုကိုတုံ့ပြန်တဲ့နေရာမှာသူတစ်ပါးကိုဒုက္ခမပေးမိဖို့သတိထားစေချင်ပါတယ်တတိယချက်ကတော့ကျွန်တော်အလုပ်ဖြစ်မယ်လို့ထင်တဲ့နီလန်တစ်ခုကိုကျွန်တော်ပြောပြနေတာပေါ့နော်ကိုနဲ့အတုံးတဲမယ်ထင်ယူသုံးပေါ့ဒါဘာလဲဆိုတော့ကိုဖြစ်နေတဲ့ခံစားချက်တွေကိုစိတ်ခံစားချက်တွေကိုပုံစံတစ်မျိုးမျိုးနဲ့ကိုခေါင်းထဲကနေအပြင်ကိုထုတ်ပစ်ဖို့ပါစာရေးပြီးထုတ်တာလို့၎င်းဒါမှမဟုတ်ဗီဒီယိုရိုက်ပြီးတော့ YouTube ပေါ်ဖြစ်ဖြစ် Facebook ပေါ်ဖြစ်ဖြစ်တင်တာလို့၎င်းလုပ်ကြည့်ဖို့ပါဒီလိုလုပ်တဲ့နေရာမှာကိုနာမည်အရင်းနဲ့ကိုမျက်နှာအစစ်နဲ့မရေးချင်ဘူးမပြောချင်ဘူးဆိုရင်လည်းကလောင်နာမည်တစ်ခုသုံးတာဖြစ်ဖြစ်ကိုမျက်နှာမပြတဲ့ဗီဒီယိုရိုက်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်ကိုအတွင်းထဲမှာရှိနေတဲ့ဝေဒနာကိုတယောက်တည်းချိန်မိတ်ခံစားနေမယ်အစားအပြင်ကိုတနည်းနည်းနဲ့အသွင်ပြောင်းထုတ်လွှတ်လိုက်တာကြောင့်စိတ်သက်သာရနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီနည်းကိုစမ်းကြည့်နေတဲ့သူတွေစမ်းကြည့်ကြဖို့လည်းကျွန်တော်တိုက်တွန်းလိုပါတယ်အားလုံးအထီးကျန်ခြင်းမှသက်သာရကြပါစေ